ဘုရားသခင်ကျေးဇူးတော်ချီးမွမ်းပါတယ်နှုတ်ကပတ်တော်အားဖြင့်သူတို့ကဆင်ခြင်ခွန်အားယူဖို့ရန်အတွက်ရှမသက်ခရစ်ဝင်ခန်းကြီး9အပိုင်းငယ်1သင်တို့သည်စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလို့ရမည်အကြောင်းသူတို့ဘာ၏အမှု၌စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနှင့်သခင်ရှုပြောတဲ့စကားဖြစ်ပါတယ်သင်တို့သည်တဲ့စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်းလို့ရမည်အကြောင်းသူတို့ဘာ၏အမှုမှာတဲ့စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနဲ့လို့ဖော်ပြပါတယ်စစ်ကြောဆုံးဖြတ်ခြင်းစီရင်ပိုင်ခြင်းအခွင့်ကကျွန်တော်တို့မှာမရှိပါဘူးစီရင်ပိုင်ခြင်းအခွင့်ကသခင်ရှုစီမှာပဲရှိတာဖြစ်ပါတယ်ကျွန်တော်တို့ကမှားတဲ့သူအတွေ့ရင်တမန်တရားအတိုင်းမေတ္တာနဲ့သူ့ကိုလမ်းမှန်ကိုပြန်ရောက်ဖို့တက်မှတ်ပေးဖို့ပဲဖြစ်ပါတယ်အပြစ်တင်ဖို့ဆွဆွဲဖို့ကျွန်တော်တို့မှာလုပ်ပိုင်ခွင့်မရှိပါဘူးဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာကမှားယွင်းတဲ့သူတမန်တရားနဲ့မညီတဲ့သူတွေ့ရင်ဒီတိုင်းနေဖို့တော့မဟုတ်ပါဘူးသူကိုမေတ္တာနဲ့ဖခင်ရဲ့တမန်တရားလမ်းထဲကိုရောက်လာဖို့ဆွဲခေါ်ပေးဖို့ဖြစ်ပါတယ်တချို့ကငါနဲ့မတူငါရန်သူဆိုပြီးတော့ဖြစ်တတ်ပါတယ်ကျွန်တော်တို့နဲ့မတူတိုင်းရန်သူလို့သတ်မှတ်မယ်ဆိုရင်တော့ကမ္ဘာပေါ်မှာရှိတဲ့သူတွေအားလုံးကရန်သူဖြစ်သွားမှာဖြစ်ပါတယ်လူဟာကိုယ်တယောက်တည်းတောင်အကြိုက်မျိုးမျိုးပြောင်းနေတာကျွန်တော်တို့ဘဝအသက်တာထဲမှာကိုယ်နဲ့မတူတဲ့သူတိုင်းကိုရန်သူလို့မသတ်မှတ်မိဖို့လိုအပ်ပါတယ်ကျွန်တော်ခရစ်ယာန်အသက်တာသီးသီးမှာကိုယ်အဖွဲ့ကိုယ်အသင်းတော်ကိုယ်ဂိုင်းသားနဲ့မတူရင်အယူလွဲလို့သတ်မှတ်တတ်ကြပါတယ်အဲ့ဒီလိုပြစ်တင်ဆွဆွဲခြင်းအပြင်ဖခင်သခင်ရဲ့နိုင်ငံတော်အားနှောင့်နှေးပြီးတော့ကျေပြန့်ဖို့ဘယ်လိုဖြစ်ပါလိမ့်မလဲတို့ရတွင်မှားရင်သောဩဝါဒဒေသနာဟောပြောမှုကိုတော့တမန်တရားတိုင်းတက်မှတ်ပေးဖို့တော့လိုပါတယ်တတိထားဖို့ရန်တော့ကကိုယ်တိုင်လဲမှားယွင်းသူမဖြစ်ဖို့ကိုယ်တိုင်လဲဘုရားသခင်အလိုတော်လမ်းတမန်တရားနဲ့မလွဲဖို့လဲအရေးကြီးပါတယ်အချို့ဆိုရင်ငါတို့အသင်းတော်မှာနှစ်ချင်းမခံရင်ကယ်တင်ခြင်းမရဘူးဆိုပြီးတော့တမန်တရားထက်တမန်ကျမ်းစာထက်လွန်ပြီးတော့တုံသင်တဲ့အရာတွေလည်းရှိပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့စီမင်းစည်းကမ်းကတမန်ကျမ်းစာနှုတ်ကပတ်တော်ပဲဖြစ်ပါတယ်ဖခင်ရဲ့စကားထက်အရေးကြီးတဲ့အရာဘာတစ်ခုမှမရှိပါဘူးဒါကြောင့်မို့ကျွန်တော်တို့ဟာပြစ်တင်ဆွဆွဲတော်သူထက်မေတ္တာနဲ့တိဆောက်ပေးတတ်တော်သူဖြစ်ဖို့အင်မတန်အရေးကြီးပါတယ်မိမိရဲ့အသက်တာကိုပြန်စဉ်းစားမယ်ဆိုရင်ဖခင်သခင်ဟာကျွန်တော်တို့ရဲ့အပြစ်ကိုလွတ်တဲ့ဖခင်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အပြစ်တွေကိုအရှိဆုံးမှအနောက်ဆုံးတိုင်အောင်ကျွန်တော်တို့နဲ့ဝေးစေတဲ့ဖခင်ဖြစ်ပါတယ်ကိုယ့်ရဲ့အကြောင်းကိုပြန်စဉ်းစားကြည့်ရင်ဖခင်သခင်ဤမြလောက်မိမိကိုခွင့်လို့ရင်သူတို့ဘာကိုလည်းခွင့်လို့ခြင်းနဲ့မေတ္တာနဲ့လမ်းမှန်ကိုဆွဲခေါ်ပေးတတ်ဖို့အင်မတန်ရေးကြည့်ပါတယ်ဂလာတိဩဝါဒစာအခန်းကြီး6အပိုင်ငယ်1မှာညီကိုတို့လူသည်တတိလိ၍တစုံတစ်ခုသောဒုစရိုက်ကိုပြုမိလျင်ဝိညာဉ်စုကျေးဇူးကိုခံရသောသင်တို့သည်အပြစ်သွေးဆောင်ခြင်းနှင့်ကိုယ်တိုင်လွတ်မြေအကြောင်းကိုတတိပြုလျက်တိမ်မွေ့နူးညံ့သောသဘောနှင့်ထိုတို့သောသူကိုမဆ၍သူ၏နေရာ၌တည်မြဲတည်စီပြန်ကြလော့တမန်ကျမ်းစာကဘာပြောလဲဆိုတော့လူတစ်ယောက်ဟာတတိလစ်ပြီးတော့တစုံတစ်ခုသောဒုစရိုက်ကိုပြုမိတယ်ဆိုရင်သူ့ကိုနူးညံ့သိမ်မွေ့သောစိတ်နဲ့မဆပြီးတော့သူ့ရဲ့ငကိုနေရာမှာရောက်ရှိဖို့တမန်တရားလမ်းတွေကိုရောက်ဖို့ရန်အတွက်ကျွန်တော်တို့ဟာမေတ္တာစိတ်နဲ့သူ့ရဲ့အဖြစ်ကိုဖော်ပြပြီးတော့သူ့ကိုဆွဲခေါ်ဖို့တာဝန်ရှိပါတယ်အပြစ်စီရင်ဖို့ကျွန်တော်တို့မှာအခွင့်မရှိပါဘူးအပြစ်ကိုဖော်ပြပြီးတော့မေတ္တာနဲ့သူ့ကိုဖခင်သခင်ရဲ့အနီးပါးသို့ပြန်ရောက်ဖို့ရန်အတွက်ဆွဲခေါ်ဖို့ကျွန်တော်တို့လှုပ်ဆောင်ရမှာဖြစ်ပါတယ်တောလျာကျမ်းခန်းကြီး7အပိုင်ငယ်1ကနေ2ကိုကြည့်တဲ့အခါမှာမောရှေဟာကုရှအမျိုးမိန်းမကိုယူတဲ့အတွက်ကြောင့်မိရိအန်နဲ့အာယုံကမောရှေကိုအပြစ်တင်တယ်အဲ့ဒီအတွက်ကြောင့်ဖခင်သခင်ကမောရှေကိုမင်းတို့ဘာလို့အပြစ်တင်တာလဲငါကျွန်မောရှေကငါသူ့ကိုဖွင့်ပြတဲ့အခါမှာထင်ရှားတဲ့ယူပိုင်ုံနဲ့မဟုတ်ဘူးအိမ်မက်အားဖြင့်မဟုတ်ငါကိုယ်တိုင်သူ့ကိုဖွင့်ပြတဲ့သူဖြစ်တယ်အဲ့ဒီလိုပြောပြီးတဲ့အခါမှာမိရိအန်ကနှူသွားတယ်မိရိအန်နှူတာကိုတွေ့တဲ့အခါမှာအာယုံကတောင်းပန်တော့အာယုံကအပြစ်မသိမ့်ပဲရှိပါတယ်ဖခင်သခင်စီမှာမိရိအန်ရဲ့နှူနာကိုအတွက်မိရိအန်ရဲ့အပြစ်တင်မှုအတွက်မောရှေကကြားခံတောင်းပန်တဲ့အခါမှာမိရိအန်က9ရက်ပဲနှူနာဆွဲပါတယ်သူတို့ကတက်အပြင်မှာမိရိအန်ကိုတွားထားရတယ်
မိရိယန်လူနာပြောက်မှသူတို့ဟာခရီးသွားရတယ်လို့တမန်ကျမ်းစာမှာတွေ့ရပါတယ်ဒါကြောင့်မို့အပြစ်တင်ခြင်းစီရင်ခြင်းကိုဖခင်ကအင်မတန်မှမကြိုက်ဘူးဘုရားသခင်ကအပြစ်တင်ပြောဆိုအပြစ်စီရင်တော်သူဖခင်ကမနစ်သက်ပါဘူးအပြစ်စီရင်ပိုင်ခွင့်ကကျွန်တော်တို့စီမှာမရှိပါဘူးကျွန်တော်တို့ဟာလူတူးတယောက်မှားယွင်းသွားရင်တော့မှသူ့ကိုမေတ္တာနဲ့ဖခင်သခင်တမန်တရားလမ်းတွေကိုဆွဲခေါ်ဖို့ဖြစ်ပါတယ်လူကမိမိအားနေခြင်းထက်သူတို့ဘာရဲ့အပြစ်ကိုပို့ပြီးတော့မြင်လွယ်ပါတယ်ကျွန်တော်တို့အားလုံးဟာအားနေချက်ကိုစီရှိတော်သူဖြစ်တယ်ဘယ်သူမှမစုံနိုင်ပါဘူးမိမိရဲ့အတ္တတာကိုမိမိပြန်စဉ်းစားလိုက်ရင်မိမိသည်ဖခင်ရဲ့အပြစ်ခွင့်လွှတ်ခြင်းကိုခံရတော်သူဖြစ်ရင်သူများကိုလည်းနားလည်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ချစ်တော်ညီကိုအဆီတိုင်းမိမိကိုဖခင်သခင်အပြစ်မတင်ပဲခွင့်လွှတ်တာကိုလက်ခံသိမှတ်ပြီးတော့သူတို့ဘာကိုလည်းမေတ္တာနဲ့တိဆောက်ပေးတတ်တော်သူဖြစ်ပါစေအပြစ်တင်စီရင်တော်သူမဖြစ်ပါစေနဲ့သူတို့ဘာရဲ့မှားယွင်းမှုအပြစ်ကိုမေတ္တာနဲ့ဖော်ပြပြီးတော့တိဆောက်ပေးတတ်တော်သူဖခင်သခင်ရဲ့လမ်းတွေကိုဆွဲခေါ်ပေးတတ်တော်သူဖြစ်စေမယ့်အကြောင်းဝင်ကားပါတယ်အားလုံးပေါ်မှာဖခင်ရှင်ကောင်းကြီးပေးပါစေ